အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရော်ဖြစ်ပါတယ်2026ခုနှစ်ဖေဖော်ဝါရီလ10ရက်စီးရီးသတင်းကောင်းသောတောင်းတချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ comment ဗီဒီယိုလေးကိုလက်မလေးတွေထောင်ပြီး comment လေးတွေရေးပေးကြဖို့မေတ္တာရက်ခံပါရစေခင်ဗျာကျွန်တော်မှာတော့လူမြင်ခွင့်ကပျောက်ကွယ်နေတဲ့ရက်တွေမှာအစိတ်သားကိုယ်စားလှယ်တွေကိုစိတ်ကြိုက်စီစစ်ပြီးရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်130နဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်56ဦးကိုထုတ်ပြန်လာခဲ့ပါတယ်ကျွန်တော်မှားလာတဲ့လူယုံဗိုလ်ချုပ်ကြီးများကိုယ်တိုင်လူတွေမှာကြပြီးမှယခုလိုထုတ်ပြန်လာခဲ့ခြင်းဖြစ်ပါတယ်ဘာမှလည်းဆိုတော့ဗိုလ်ချုပ်ကနေဗိုလ်မှူးကြီးအဆင့်စီစကားရင်လူတွေခေါ်ယူဟာမင်းတို့အမျိုးသားနိုင်ငံရေးတာဝန်ရလွှတ်တော်တွေကိုထည့်ထားရပြီမဲ့နိုင်ငံရေးသမားစိတ်မပေါက်သွားစေဖို့နဲ့မင်းတို့ဟာစစ်စာဆိုထားတဲ့စစ်သားတွေဒါဖြစ်နေသေးကြောင်း2နာရီလောက်အာလူဖုတ်ခံလိုက်ရတယ်လို့သိရပါတယ်ကျွန်တော်အထက်မှာနေကြတဲ့ဟာအဲ့ဒီအစိတ်သားတွေလွတ်တော်ထဲမှာထားလိုက်ထိုင်လိုက်လုပ်နေတာကိုတော့တွေ့မိပါတယ်ငှက်နေတာတွေလည်းမြင်ရပါတယ်သူတို့ရဲ့ဂရင်းဘော်ကြီးရာလွတ်တော်ကိုထိန်းချောင်းမှုအစိတ်သားထည့်ထားရတယ်ဆိုပေမဲ့လို့မလို့တာကန့်ွက်ရင်လည်းအစိတ်သားတွေတပြိုင်တည်းထပြီးမတ်တက်ရထောက်ခံရင်လည်းတယောက်မကြံအကုန်ထပြီးမတ်တက်ရပေးရတယ်အဖွဲ့ကြီးဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့လွတ်တော်ထိလိုက်ပြီးတစောင်းလိုက်နေတဲ့ကန့်လန့်အင်အားစုလို့ငကိုကလေးကရှုမြင်ပြီးသားပါအဲ့ဒီလောက်ရေတွေလည်းမလိုအပ်တော့ပါဘူးတယောက်တည်းထားပြီးအစိတ်သားများကိုယ်စားလှယ်တယောက်တော်သူထပြီးအရေးဆိုကန့်ဝတ်ခဲ့ရင်လည်း25ရာခိုင်နှုန်းနဲ့ညီတယ်ဆိုတာအားလုံးကသိထားပြီးသားဖြစ်နေပါတယ်အဲ့ဒီတော့ကြံတဲ့သူတွေမူလစစ်ဘက်ဆိုင်ရာတာဝန်တွေပြန်ပြီးမလင်ဟင်းပေဘူးလားဆိုပြီးကျွန်တော်ကိုယ်တိုင်လည်းတူတူလေးပြောမိပါတယ်ထိပ်ပိုင်းဆိုင်ရာအရာရှိတွေတော်တော်များများလည်းစောက်ပူတွေလုပ်နေတာဆိုပြီးတော့ပြောကြပါတယ်အခုပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ဟာကျွန်တော်မှားလာတဲ့စိတ်တိုင်းကြရှာဖွေထားတဲ့ရွေးကောက်ခံမဟုတ်တဲ့ရွေးချယ်ခံစစ်ဗိုလ်ချုပ်ကြီးများအကြောင်းလက်လန်းမိသလောက်ပြောပြပေးပါမယ်လာပြီးမေးတဲ့သူအနေအပြည့်ရှိနေတာပဲဘလို့ကျွန်တော်နေလွှတ်တော်ထဲမှာလာပြီးထိုင်ထလုပ်နေတယ်လဲငိုက်နေတယ်လဲဆိုပြီးမရှိတဲ့တိတ်ခါလေးတွေချလို့ရအောင်ဖြစ်ပါတယ်ဒါမှမြေပြင်တိုက်ခိုက်သမားတွေစိတ်ဓာတ်တက်ကြပြီးအားကောင်းကောင်းနဲ့ဆက်ပြီးဆွဲနိုင်စေရတဲ့ဖြစ်ပါတယ်ပြည်သူ့လွှတ်တော်အစိတ်သားစုဖွဲ့ရဲ့ကန့်လန့်တိုက်ခေါင်းဆောင်ဖြစ်ဗိုလ်ချုပ်ရဲကျော်သူအလုတ်တင်ဗိုလ်လောင်းပတ်စဉ်20ဖြစ်ပြီးကကတန်းလို့ခေါ်တဲ့တပ်မတော်မှတ်တမ်းညွှန်ကြားရေးမှူးရုံးမှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်ဗိုလ်မှူးချုပ်စိုးညုံစစ်တပ်ကတော်ပတ်စဉ်35ကတော့တပ်မတော်ဆေးဘက်ပညာနဲ့တူနာပြုစိတ်ဗံအကြောင်းကြီးကနေမကြသေးမီကာလကဒူလာကာချုပ်ဒုတိယတပ်မတော်လက်ကျရာရှိချုပ်ဖြစ်ခန့်ခံထားသူဆိုတော့ပါလီမန်တရီဗိုလ်ချုပ်အပွင့်တင်မဲ့အနေထားရှိပါတယ်ဗိုလ်မှူးချုပ်ဇော်မင်းအောင်ဗိုလ်တော်စင်အပတ်စဉ်85ဆိုသူကိုတော့မှတ်မိကြအောင်ပဲထင်ပါတယ်ကရင်ပြည်နယ်ဝန်ကြီးချုပ်စောမြေဦးဗိုလ်တော်စင်အပတ်စဉ်85ကိုပြန်လန်ထိုးချိတ်ခဲ့တဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်မူဟောင်းဖြစ်ပါတယ်ဗိုလ်မှူးချုပ်မျိုးမင်းအောင်ဗိုလ်လောင်းအပတ်စဉ်69ကတော့ကကဆက်သွယ်ညွှန်ကြားမှုရုံးမှာဖြစ်ပါတယ်ဗိုလ်လောင်းတင်တဲ့အပတ်စဉ်69ဆိုတာကတော့အရတားဖွဲရဗိုလ်လောင်းတွေရဲ့နောက်ဆုံးအပတ်စဉ်ဖြစ်ပါတယ်ရခင်ဘူးတိကျော်လို့ခေါ်တဲ့ဗိုလ်တင်န်းကျောင်းမှာအလုတ်တင်ဖွဲရနဲ့ရန်ကားဆိုပြီးတက်ခွဲလိုက်ရှိခဲ့ပေမဲ့တေသာအပတ်စဉ်30မှာတင်ပြီးဆုံးသွားခဲ့ပြီးနောက်ပိုင်းရန်ကာနဲ့ဖွဲရတွေကိုပေါင်းပြီးသူရတက်ခွဲတစ်ခွဲသာရှိပြီးတစ်နှစ်လင်တပတ်စဉ်နဲ့သာကျောင်းဆင်းတော့တာဖြစ်ပါတယ်အမျိုးသမီးရာရှိတွေကတော့စေချောင်းတွေဖြစ်တဲ့တပ်မတော်စစ်တပ်ကလို့စောလီကပြောခဲ့တဲ့တပ်မတော်ဆေးဘက်ပညာနဲ့တူနာပြုသိပ္ပံကနိဗျာဆရာမကြီးတွေဖြစ်ကြပြီးတော့အန်ဆိုတဲ့နာမည်နဲ့သူတွေကတော့အထက်တန်းတူနာပြုအရာရှိတွေဖြစ်ကြပါတယ်အမျိုးသားလွှတ်တော်ရဲ့အတိုက်ခံခေါင်းဆောင်ဗိုလ်ချုပ်ကျော်သူရအေးအလုတ်တင်ဗိုလ်လောင်းပတ်စဉ်21ကတော့နောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းစစ်ဦးစီးချုပ်လည်းလုပ်ခဲ့သူဖြစ်ပြီးဒုတိယတပ်မတော်စစ်စေးအရာရှိချုပ်လည်းလုပ်ခဲ့ပါသေးတယ်ဒါလည်းမှတ်မိကြအောင်ပဲထင်ပါတယ်နမခအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမူဝဘလူမျိုးမင်းထွေးကစ်တက်ပြီးတော့မပြုတ်ခင်ဒီဘဲကြီးက
73စီခိုးသွင်းတဲ့ကိစ္စနဲ့ညှိခဲ့ပြီမယ်ဘလို့ကပ်ပြီးတော့ဘလို့ပြန်လွတ်လာပုံရလဲတော့မသိပါဘူးဗိုလ်မှူးချုပ်လာမျိုးဆိုသူကတော့စစ်တပ်ကတော်ပတ်စဉ်29ရာလို့ပဲကျွန်တော်တို့သိထားပါသေးတယ်ဗိုလ်မှူးချုပ်တန်းတော့အောင်အလုပ်တင်ဗိုလ်လောင်းပတ်စဉ်22ကတော့အရှိလက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းစစ်ဦးစီးချုပ်ဖြစ်ပြီး NLD အစိုးရလက်ထက်မှာတော့စကိုင်းတိုင်းနယ်လုံဝင်ကြီးအဖြစ်လောက်ကင်ဆောင်ရွက်ခဲ့မှုဖြစ်ပါတယ်ဒါလေးတွေကတော့ကျွန်တော်တို့လွတ်တော်တွေစလာခဲ့လို့ကျွန်တော်လည်းကြည့်ကြမှာပါကြည့်မှာနိုင်ကြီးနေတာတွေတွေ့ရင်ငယ်ကျိုးငယ်နာလေးတွေဖော်လို့ရအောင်ဥစွာပထမအစဆွဲထုတ်ပေးထားခြင်းများတာဖြစ်ပါတယ်ကျွန်တော်တို့မှာဘာလုပ်မလဲအတိုင်းမင်းကကောင်စီဥက္ကဋ္ဌလုပ်မှာပေါ့ဗျာလက်ရှိကျွန်တော်တို့မှာတတိုက်ရဲ့ကိုပိုင်လွတ်တော်ကြီးမှာတော့အတိုက်ခံဆိုလို့မတွေ့ရတော့ဖြစ်နေတဲ့အတွက်ပြင်းကြီးညင်းဝေစရာကြီးဖြစ်နေပါလိမ့်မယ်သူတို့လုံးစရာကန်စရာဇာတ်တွေငြိမ်ပြီဆိုမှရှားပြရွေးကောက်ပွဲမှာတော့တက်ခိုင်တို့ဖွဲ့ကိုမပြင်းရအောင်ထည့်ပေးလိုက်မယ်အနေထားဖြစ်ပါတယ်အနေထားရကျွန်တော်တို့မှဟာပစိုးဝစ်မလားယူနီဖောင်းနဲ့ရှိနေမလားပြောရခက်နေပြီမယ်အာနာရှင်နေဝင်းပုံစံတိုင်းသမ္မတစတန်ယူအထက်မှာရှိနေတယ်လို့မျိုးအခင်းအကျင်းဖြစ်နေပါတယ်ဒီလိုလို့တော့အစုအဖွဲ့ကနေခင်ကြီးကိုဒုတိယသမ္မတအဖြစ်တင်ပါလိမ့်မယ်အမျိုးသားလွှတ်တော်ကတော့ဩဇာခံမဲ့တိုင်းသားတဦးကိုတင်ပါပါအစိတ်သားအစုအဖွဲ့ကတော့တင်စရာမျိုးစောတယောက်သာတွေ့ရပြီးလက်ရှိဝင်ကြီးချုပ်ဖြစ်နေသူဆိုတော့ဖွဲ့စည်းပုံထပ်တိုးပြီးအစိုးရအသစ်မှာမူလရာထူးထက်မနှိမ့်နဲ့တနေရာတော့ဖန်တီးပေးရမှာဖြစ်ပါတယ်ခင်ရဲ့ဆိုရင်မျိုးစောဟာငယ်လွန်းနေပေမဲ့အစိတ်သားအဖွဲ့ဟာဒုတိယသမ္မတပေးစရာဆိုလို့ကျွန်တော်ကတော့အဲ့ဒီတယောက်ပဲတွေ့မိပါသေးတယ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ်အောင်လင်းလေးတို့မှန်းလာပြီးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်ညာထုံးဖြစ်ပါလိမ့်မယ်ဒုချုပ်လက်မကျောက်စိုးဝင်းရလဲကောင်စီဒုဥက္ကဋ္ဌလို့အဖွဲ့ဝင်လို့ရှိနေပါလေဦးမယ်ဆိုတော့ခင်ယာအစင်လာရသမ္မတဖြစ်လာနိုင်ခြင်းအများဆုံးဖြစ်နေပါတယ်ဒါကတော့ကျွန်တော်ရဲ့တကွေ30ချက်ညတာဖြစ်ပြီးမှန်ကန်ခဲ့ရင်တော့ဘေးလေးကကျွန်တော်ပြောခဲ့တယ်နော်ဆိုပြီးလောက်မှာဖြစ်တယ်လို့တက်တက်ဆရာလွဲခဲ့ရင်တော့မတိချင်အောင်ထောင်နေလိုက်မှာပဲဖြစ်ပါတယ်ဒီနေ့၄မျိုးလောက်ပြောရင်တစ်မျိုးမျိုးတော့မှန်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာရှေ့တစ်မျိုးနောက်တစ်မျိုးခုတစ်မျိုးကြော်ကြာတစ်မျိုးလုံနေတဲ့အကြမ်းဖက်စစ်တပ်ကြီးကိုရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ကျွန်တော်တို့ဟာစစ်ကိုပဲအနိုင်တိုက်ရမှာဖြစ်ပါတယ်စစ်နိုင်တဲ့တနေ့ကျရင်အတိုင်းအမြန်ကောင်စီကိုနေ့စဉ်ပိုင်းနိုင်မဲ့ပုံကိုဆိုပြီးယာရုပေးနိုင်တဲ့အလှည့်ရောက်လာအောင်မှာဖြစ်ပါတယ်မကွေးတိုင်းရေစကြိုတက်နယ်အတွင်းကထွက်လာတဲ့အင်အားစီးတဲ့စစ်ကြောင်းတစ်ခုဟာသာစီရွာအတွင်းသို့ဂျမန်နေ့မနက်ကဝင်ရောက်လာတာကိုတွေ့ရပါတယ်အင်အား150ဝန်းကျင်ရှိတဲ့အဆိုပါစစ်ကြောင်းဟာကြောက်ခတ်ရွာသို့ဆက်လက်ထွက်ခွာလာခဲ့တာကိုတွေ့ရပါတယ်ပွေပြူမျိုးနဲ့ညောင်မြေတောက်ရွာဟာမိရှုခံခဲ့ရပြီးဒေသခံတွေလည်းဖမ်းဆီးခံခဲ့ရပါတယ်ဒီကနေ့ရကကျွန်တော်ပြောခဲ့တဲ့ပေတော်ကျောင်းဦးဆိုတာတမင်ကြံမင်းစံဘက်ကပေတော်မဟုတ်ပါဘူးကျွန်တော်ပြောတယ်ပေတော်ဆိုတာရှောက်တော်လမ်းဆောင်ကနေမုံမြောင်းဘောင်တိုင်းအရှိဘက်ကိုသွားရတာဖြစ်ပြီးအခုဖြစ်တဲ့ကျောင်းကုန်းဘက်ချမ်းကအနောက်ဘက်ကိုသွားရတာဖြစ်ပါတယ်ပွေပြူမျိုးနဲ့နာမည်ကြီးကျောင်းကုန်းရွာနီးကပေတော်ကျောင်းကုန်းဖြစ်ပြီးပြည်သူ့စစ်ခေါင်းဆောင်ငပြားဆိုသူကိုကာကွယ်ရေးတပ်တွေကတုတ်တင်ထားနိုင်ခဲ့မှုတာရှိပါတယ်ပြီးခဲ့တဲ့ရပိုင်းတော့လည်းမရဲမေးတဲ့ကြေးရွာဟာလေကြောင်းတိုက်ခိုက်မှုနဲ့စစ်ကြောင်းထိုးဝင်ရောက်ပြီးမိရှုဖျက်ဆီးမှုအလုခံရဆုံးဖြစ်ပါတယ်ကျောင်းကြီးတစ်ဝိုင်းမှာမုံစလဲပေတော်ကျောင်းကုန်းရေပုတ်ကလေးရေပုတ်ကြီးဆိုတဲ့ရွာတွေရှိပါတယ်ရေပုတ်ကြီးဆိုတာကတော့အညာမြေလက်ရဲ့တရုတ်ဖော်စီရဝိုင်းမာလေးတွေအများအပြားရှိတဲ့ရွာလေးဖြစ်ပါတယ်။ဂျာမညာမြေသိမ်းစရာအခြေဆိုင်အမှတ်330အမြောက်တိုင်ကနေ120မမစိန်မြောင်းနဲ့ပြစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တာရှိပါတယ်။တမြန်လေးညသကောင်ရမှာပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဇီးပြောင်းခရဲရွာမြောက်ဘက်ထမင်းမြောင်ကြောက်ပုံကြီးနဲ့3ဝါကြားခရဲရွာဦးဘက်တွေတို့အတီးတီးကြားရောက်ပောက်ကွဲခဲ့ပြီးအထိကိုက်ကိုတော့စီစစ်နေရသေးတာဖြစ်ပါတယ်
အဆိုပါနဲ့ညနေခင်းပိုင်းမှာပဲပဲခူးတိုင်းထဲကနေစစ်တောင်းသားဟောင်းချက်ပြီးတော့သိစီရမြို့အခြေဆိုင်အမှတ်200ခွန်ချင်းမြန်တိုင်းရင်တွင်းတို့အင်အားအပြည့်တင်ဆောင်လာတဲ့ရင်နှန်းမျိုးစုံ18စီဝင်ရောက်လာခဲ့ပြီးအဆိုပါရင်နှန်းဟာညပိုင်းမှာပဲပဲခူးတိုင်းတွင်းတို့ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ကျောင်းလန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းသို့ပို့ဆောင်မဲ့ကျောင်းစင်းတပ်သားတွေခွဲရနေဖြစ်မယ်လို့အကြံဉာဏ်ယူဆထားပါတယ်။ပဲခူးတိုင်းရွှေချမ်းစစ်တောင်းမြစ်တစ်ဖက်ကမ်းရွှေကျင်ကြောက်ကြီးလက်တန်ဝင်စတဲ့ဒေသတွေကိုအကြမ်းဖက်တပ်ဟာလက်လွတ်ထားခဲ့ရတာနှစ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ပြောရမယ်ဆိုရင်စစ်တောင်းမြို့ဟာရွှေချမ်းဟာတော်လှန်ရေးတပ်တွေအခိုင်အမာခြေကုပ်ယူထားနိုင်တဲ့အမာခံနယ်မြေဖြစ်လို့နေပါပြီ။ဒါကြောင့်ဆက်ဆံနယ်မြေဖြစ်တဲ့ဖားပုံနယ်မြေမှာအကြမ်းဖက်တပ်ဟာနလန်မထူနိုင်သေးတာဖြစ်ပါတယ်။ကေပြည်နယ်အတွင်းကဆုံးရှုံးပြီးနယ်မြေကန်တိုင်ရေးဌာနချုပ်တွေမှာစစ်ကောင်စီဟာပြန်လည်ခြေကုပ်ယူနိုင်ခဲ့တာရှိပေမဲ့ဖာပေါ်နယ်မြေမှာတော့ကရင်ပူးပေါင်းတပ်တွေကလက်ကျန်တိုင်ရေးဌာနချုပ်တွေကိုပြန်ပြီးထိုးစစ်ဆင်လာတာကိုတွေ့ရပါတယ်။ရှားပြန်အရှုပ်တော်ပုံကြောင့်ကရင်ပြည်နယ်တဝမ်းမှာတိုက်စစ်ရပ်တန့်သွားတယ်ဆိုပေမဲ့ဖာပေါ်နယ်မြေမှာတော့စစ်ကောင်စီရဲ့တိုက်စစ်ကိုခုခံနေရကနေဂျာမြန်တိုက်စစ်ပြန်ပြီးလှုပ်လာနိုင်တာကိုတွေ့ရပါတယ်။တရေထုတ်ပြန်ခြင်းမရှိကြပေမဲ့နှစ်ဖက်စလုံးအထိကိအကြဆုံးများနေစေဖြစ်နိုင်တယ်လို့သာကနဦးသုံးသပ်ရပါတယ်။ကေပြည်နယ်အတွင်းမှာတော့ဤရဲတောင်ကျော်ထော်တလေးခူတောင်ကျော်လိုင်းကရက်စခတ်ချောင်းညောင်တုံးကျုံမခါရွှေလီနော့တော်ဝါစတဲ့နယ်မြေတွေကိုလေကြောင်းတိုက်ခိုက်မှုမြေပြင်စစ်ကြောင်းတို့ဝင်ရောက်ဖို့စစ်လော်ဘီတွေကနှက်ကြောင်းပေးနေတာကိုတွေ့ရပါတယ်။စစ်ကောင်စီဟာကေပြည်နယ်အတွင်းကိုတော့ရန်နေရာရင်နှန်းတွေကိုပါအင်အားအများပြားနဲ့ဝင်ရောက်လာနိုင်တယ်ဆိုပေမဲ့နေစာစခန်းတွေကိုတောင်ဖြူဟာကြကြပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ဆက်ရရင်ပဲခူးတိုင်းရှေ့ချမ်းမှာတော်လိုင်းတပ်တွေဘက်ကတိုက်စစ်အချိန်မြင့်လာမယ်ဆိုရင်ပဲနယ်ကုန်းရေတာရှည်ညောင်လေးပင်မြို့နယ်တွေအထိထိုးဖောက်နိုင်လာမှာဖြစ်တယ်လို့စစ်ကောင်စီဘက်ကလည်းစစ်တောင်းမြစ်တစ်ဖက်ခန်းသည့်ထိုးစစ်ဆင်လာနိုင်တာဖြစ်တဲ့အတွက်ထိတွေ့တိုက်ပွဲပြင်းထန်လာနိုင်ခြင်းရှိပါတယ်။စစ်ကောင်စီဘက်ကတော့ကညွတ်ကွင်းဘက်မှာအင်အား100ကျော်လောက်နဲ့သာစစ်မြူထားတယ်လို့ယူဆရပါတယ်။တကယ်လို့ကေပြည်နယ်ထဲရောက်နေတဲ့စစ်ကြောင်းတွေဟာဖာပေါ်နယ်မြေကိုသာဥတီတိုက်စစ်ဆင်လာခဲ့မယ်ဆိုရင်မထင်မှတ်ထားတဲ့ဖြူဟာဖြစ်တာမို့တမျိုးတစ်ပုံပြောင်းလဲသွားနိုင်ပါတယ်။ဘာလို့လဲဆိုတော့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုနဲ့အမှန်လေးစစ်စင်ရေးထူးဖွဲ့မှုဒုတိယဗိုလ်ချုပ်ကြီးညုံဝင်းဆွေတို့ဟာစစ်စင်ရေးတွေမှာအချိတ်ဆက်မိတဲ့ဆရာတပည့်တွေဖြစ်ခဲ့မှုကြသူတွေမျိုးကြောင့်ဖြစ်ပါတယ်။ဂျောင်းတိုင်းလဲကူးမြို့နယ်ဇရာကွင်းကြီးရွာတဝိုက်နေ့စဉ်ရချဆိုသလိုဟက်ဆာဒရုန်းအသုံးပြုပြီးကိထောက်မှုတွေပြုလုပ်လာတာကိုလည်းတွေ့နေရပါတယ်။စကိုင်းတိုင်းဗမောက်မြို့ကိုတော့စစ်ကောင်စီဘက်ကအပြေအဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းတရားဝင်ထုတ်ပြန်လာခဲ့တာကိုတွေ့ရပါတယ်။ပုံမှန်အားဖြင့်မြို့ဝင်ဆိုင်မှုနဲ့အုပ်ချုပ်ရေးရုံးဌာနတနေရာကိုရောက်နေလင်တောင်သိမ်းပိုက်ရပြီဆိုပြီးစိတ်ဓာတ်စစ်စေးလုပ်နေရှိတဲ့စစ်လော်ဘီတွေဟာပြီးခဲ့တဲ့9ရက်လောက်ကလေးကဝါရဖြတ်နိုင်ပေမဲ့ဗမောက်မြို့ကိုတော့နောက်ကျပြီးမှထုတ်ပြန်လာခဲ့တာကိုတွေ့ရပါတယ်။တော်လိုင်းတပ်တွေဘက်က2026ခုနှစ်မှာတိုက်စစ်အရှိန်မြင့်မဲ့အဆုံးဖြတ်နေလို့ကြေညာချက်တွေထုတ်ပြန်ပြီးမှအချိန်ကိုက်ဒဏ်မြန်ဝါရဖြတ်လာခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကဂျမ်ဘတ်တန်တော်လန်ရေးတပ်တွေကသာသနိကနဲ့စာသင်ကျောင်းတွေမှာခြေကုပ်ယူပြီးခံစစ်ဆင်နေဆိုတာဓာတ်ပုံမှတ်တမ်းနဲ့တကွဝါရဖြန့်လာတာကိုလည်းတွေ့ရပါတယ်။ဗမာမျိုးကိုစစ်ကောင်စီဟာအချိန်ယူကပြန်လဲတိုက်စစ်ဆင်ခဲ့ရတာဖြစ်ပြီးမြို့ကိုသူတဝက်ကိုတဝက်နောက်ပြီး၄ပုံ၃ပုံအနေထားကနေအစစ်စစ်ယခုမှရာနှုံးပြည့်ထိချုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။မြို့နှစ်ချမ်းချမ်းပြီးဟိုဘက်ဒီဘက်တိုက်စစ်ဆင်တဲ့နေရာမှာတိုက်သူရောခံသူပါမြို့ရင်းအဆောက်အဦတွေကိုတော့မလွဲမရှောင်သာတဲ့အခြေအနေမှုမဖြစ်မနေအသုံးချရမှာပဲဖြစ်ပါတယ်။သို့တော့ဒီဘက်ကလိုအပ်တာတဲ့ပုံမလွန်ကဲစွာအသုံးချဖျက်ဆီးခဲ့တယ်ဆိုတာကိုတော့နယ်မြေကန်တွေကမျက်မြင်ကိုယ်တွေ့အတိအကျဆုံးဖြစ်ပါလိမ့်မယ်။ဗမောက်မျိုးနဲ့အနည်းဆုံးအင်းတော်ကိုဓာမြန်တိုက်စစ်ဆင်လာနိုင်ခြေရှိတယ်ဆိုပေမဲ့အကြမ်းဖက်တပ်ဖို့ကာလရှည်စုဖွဲ့ပြင်ဆင်မှုတွေပြုလုပ်ရအောင်မယ်လို့ယူဆရပါတယ်။
ကောလင်းမြို့နယ်နောက်ချမ်းကြောက်ကရွာဘက်မှာလည်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တုံးမှန်းတွေဖမ်းဆီးရရှိထားတာလည်းရှိပါတယ်အကြကြီးအဆင့်ရှိတဲ့စစ်တုံးပန်းတအုပ်အပါအဝင်တပ်မ33ရဲ့လက်မောင်းစိပ်ပါစစ်ဝစ်စုံဝစ်စင်ထားတာကိုလည်းတွေ့ရပါတယ်နောက်ဆက်တွဲတဲ့အသေးစိတ်ကိုတော့သက်ဆိုင်ရာတပ်ရင်းတွေကဆက်လက်ပြီးတော့ထုတ်ပြန်လာမယ်လို့ယူဆရပါတယ်ကပ်ဘလူနယ်တောင်ကျန်းဇီးကုန်းတိုက်နယ်တွင်ရှမန်နေ့နဲ့တမြန်နေ့တွေမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံခဲ့ရပေမဲ့ဒေသခံပြည်သူတွေအထီးကိမရှိဘူးလို့သိရှိထားရပါတယ်မုံရွာမြို့အလုံတက်နယ်အတွင်းမှာစစ်ကောင်စီဟာအရေးပေါ်စစ်ဆေးမှုတွေပြုလုပ်နေသလိုမုံရွာမန္တလေးလမ်းပိုင်းဟာမအူစွိုင်းထက်မုံရွေးမြင်းနဲ့အောင်သာကုရောနဲ့ကျင်းမုံရွာတွေမှာလမ်းလုံခြုံရေးအဖွဲ့တွေတပ်ဖြတ်နေရာယူလာတာကိုတွေ့ရပါတယ်မန္တလေးတိုင်းမိုးကုတ်မြို့နယ်အရှိတ်ဘက်ထမ်းမှာထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တာရှိပါတယ်တမြန်နေ့မနက်ပိုင်းရှမ်းကုန်းဆန်နဲ့ချောင်းကြီးရွာတွေမှာထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်ကာကွယ်ရေးတပ်တွေဘက်ကပြန်လည်ထိုးဖောက်တိုက်စစ်ဆင်လာခြင်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ရှမ်းကုန်းဆန်နဲ့ချောင်းကြီးနယ်မြေတွေဟာဘာနဲ့ပြောင်ကောင်းစတဲ့ဒေသတွေကိုပိတ်ဆို့ထားနိုင်တဲ့အတွက်ဖြစ်ပါတယ်။ပူပေါင်းတပ်တွေရဲ့တိုက်စစ်ဟုံးဟာကြောက်မဲ့ဖွယ်ပြင်းထန်ခဲ့တာမို့မိုးကုတ်မြို့တွင်းကနေလက်နဲ့ကြီးနဲ့အချိန်မီပြစ်ကူပေးခဲ့ရတယ်လို့စစ်ကူထပ်ဖြည့်တပ်တွေလည်းကြပြာကစီဆေလွတ်ခဲ့ရပါတယ်။တော်လိုင်းတပ်တွေဟာလည်းမြို့သိမ်းတိုက်ပွဲဆင်နိုင်မှုတဲ့ခြေကုပ်ယူထားတဲ့နယ်မြေတွေမှာအုပ်ချုပ်ထောက်ပံ့မှုကောင်းကောင်းလဲပတ်နိုင်မှုအတွက်ဆက်သွယ်ရေးလမ်းကြောင်းတွေအားလုံးပိတ်ဆို့ခံမထားရဘူးအရေးကြီးပါတယ်။လုံးမဟုတ်ရင်မလိုလားအပ်တဲ့အုပ်ချုပ်မှုပြဿနာတွေဖြစ်ပွားမှုများလာနိုင်ကြီးရှိပါတယ်။လာတလောတပ်နေရာချထားမှုတွေရာရွှေလီမြစ်စုံတရားနေရာကိုစစ်ကောင်စီဘက်ကခြေကုပ်ယူခွင့်လင်းလင်းမြန်မြန်ရမသွားဘူးအရေးကြီးပါတယ်လက်ရှိနောက်ဆုံးအချိန်ထိအဆိုပါနေရာကိုသာအကြမ်းဖက်တိုက်ဖက်ကထိချုပ်နိုင်လိုက်မယ်ဆိုပါလင်မဘိတ်မျိုးကိုချိတ်ချောက်သွားနိုင်ခြင်းရှိသလိုတကောင်းနယ်မြေကိုတိုက်စစ်လမ်းကြောင်းပွင့်သွားမယ်အပြင်မိုးကုတ်ရဲ့လက်ကျန်နယ်မြေအားလုံးကိုယာနှုံးပြည့်နှီးပါဖြတ်တောက်နိုင်သွားမှာဖြစ်ပါတယ်တပိတ်ချင်းမျိုးနယ်အတွင်းမှာတော့ဂျမ်ဖက်တပ်တွေဟာရေချမ်းစင်ရွာကိုဒရုန်းအသုံးပြုပြီးတိုက်ခိုက်ဖျက်ဆီးခဲ့တာကိုတွေ့ရပါတယ်။ဂျမန်နေ့နေ့လယ်ပိုင်းမှာတော့တကောင်းနယ်မြေအတွင်းသို့လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာခဲ့တာလည်းရှိပါတယ်။မြင်းကြံခရိုင်နထိုးကြီးမျိုးနယ်အတွင်းမှာလည်းပြည်သူ့စစ်ကောင်းဆောင်မတ်ကြီးမယ်ကြီးမုံဆိုးတစ်ပိုင်းမိမရိုင်းကြီးရတယ်ရွာစဉ်လက်မိရှို့ဖျက်ဆီးဖမ်းဆီးတာအမျိုးသမီးငယ်တွေကိုလည်းအာရမပြုကျင့်မှုတွေရှိနေပါတယ်။အာရမပြုချင်တာကတော့သူကိုယ်တိုင်မဟုတ်ပါဘူးသူတပည့်တွေဖြစ်ပါတယ်နထိုးကြီးမြင်းညလမ်းပိုင်းဟာပြီးခဲ့တဲ့ဒီဇင်ဘာလကုန်လောက်ကစလို့ဒေသခံတပ်တွေကအခိုက်အတန့်များဆုတ်ခွာထားရပြီးစစ်ကောင်စီရဲ့စစ်ကြောင်းတွေတပ်ဖြတ်နေရာယူထားတာကိုတွေ့ရပါတယ်ယခုဖေဖော်ဝါရီလပထမပတ်အတွင်းမှာတော့မြောက်ရီကျွန်းတောင်းနဲ့ဝက်လူးကျေးရွာတွေကိုမိရှုဖျက်ဆီးခံလိုက်ရပြန်ပါတယ်နထိုးကြီးမြို့နယ်မြောက်ချမ်းမြောက်ရီစေကီရွာသားအေးစီကျွန်းတော့ဝက်လူအောင်မြေစံပဲချက်မကြီးကုန်းအောင်ချမ်းသာစတဲ့ဒေသခံပြည်သူတွေဟာအကြမ်းဖက်စစ်ကြောင်းတွေဝင်ရောက်လာတဲ့အတွက်ဘေးလွတ်ရာတို့ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရှိရပါတယ်ချာပြည်နယ်မြောက်ပိုင်းလာရှိုးခရိုင်အတွင်းမှာတော့လက်ရှိဝန်ကြီးချုပ်အပေါ်မပြောတဲ့ညိုစောရဲ့ညွှန်ကြားချက်တွေကိုအကောင့်ထဲဖော်နေတာကိုတွေ့ရပါတယ်နေစားကိန်းများမှတရားမဝင်ဝင်ရောက်လာသူများနဲ့ဆက်လင်း၍ထိမ့်သိမ်းကြက်မှတ်ဆောင်ရွက်ရန်ဆိုပြီးယခုလ3ရက်နေ့မှာခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီကနေထပ်ဆင့်ညွှန်ကြားလာတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်ကမြို့ထဲကိုရှော့တိုက်ထုံးနှလုံးကြားတဲ့ကိစ္စနဲ့ပတ်သက်ပြီးလာရှိုးတပ်နယ်ရဲ့အသစ်ဆက်ဆက်တပ်တွေကတော့ခံစစ်ပြန်ပြီးပြင်ဆင်နေကြပြန်ပြီဖြစ်ပါတယ်။လာချိုဒေသခံတွေကမေးကြပါတယ်ပြေးကြအောင်ပါလားမပြေးပါနဲ့တော့ပြေးတာနဲ့အခိုးခံကြရတာဆိုတော့ဖြစ်နိုင်ခြင်းနီးလာရင်တော့ကျွန်တော်သိရပြီဆိုတာနဲ့ချက်ချင်းတင်ပြပေးပါမယ်စစ်ကောင်စီဘက်ကတော့ဂုံတင်းတရားကိုပါပြန်လဲတိဆောက်မှုယာယီပြည်စည်းသွားပြီဖြစ်ကလက်တလောထိန်းချုပ်ထားပြီးရှမ်းမြောက်နယ်မြေကတပ်ရင်းဌာနချုပ်တွေကိုစစ်ရင်အားမဖြစ်မနေဖြည့်တင်းရမယ်အစီအမံရှိနေပါတယ်
ချုပ်ရရင်အကြမ်းဖက်တဲ့ဟာလက်တလောစစ်ရေးအလေးတာနေတယ်ဆိုတာကျွန်တော်တို့ညင်းမရပါဘူး။ဘာကြောင့်လဲဆိုတော့တော်လိုင်းရေးတပ်တွေဘက်ကတိုက်စစ်စင်နိုင်စွမ်းညော့နေသွားတာကြောင့်ရေအကန့်အသတ်နဲ့တိုက်စစ်စင်ကြရတာရဲ့အကြောင်းဖြစ်ပါတယ်။စစ်တပ်ဟာဆုံးရှုံးလက်လွတ်ပြီးနယ်မြေတွေကိုပြန်လဲခြေချခွင့်ရလာတာကိုလည်းတွေ့ကြရပြီးဖြစ်မှာပါ။အနည်းဆုံးဗမောက်မျိုးဟာတော်လိုင်းရေးတပ်တွေဘက်ကရက်တူတူနဲ့သိမ့်ပိုင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ဟာ၄လပဲတစ်ပတ်၅လနီးပါးကာလလောက်ပြန်ပြီးတိုက်စစ်ဆင်ရပါတယ်။ဒီနေရာမှာမြို့ပြက်သွားတာတွေကိုတော့စိတ်ထဲအများကြီးထားလို့မရပါဘူး။မိစ္ဆာတွေတက်ကနေအကြောင်းမဲ့ဘုံချတိုက်ခိုက်ခံရရင်တောင်အလိုလိုပျက်စီးကြရတာပဲမဟုတ်ပါလား။သမယိုးကြစစ်ပွဲတွေရဲ့အနေထားအရနယ်မြေကန်လူတို့ရဲ့ထောက်ခံမှုကအရန်အရေးကြီးတဲ့အချက်ဖြစ်လို့နေပါတယ်။ကျွန်တော်တို့မြန်မြန်နိုင်နေတယ်ဆိုရင်အားလုံးပေါင်းပြီးတစ်ချိန်နဲ့ပြန်ပြီးတော့တိုက်စစ်ဆင်ဖို့လိုအပ်နေသေးတယ်ဆိုပေမဲ့မကြခင်မြင်လာနိုင်ရဝယ်ရှိတယ်လို့ယူဆပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်